အားလုံးပဲမင်္ဂလာပါအခုကတော့ Libeli ကျန်ဘက်ကိုဖောက်ချက်ပေးသွားမှာဖြစ်ပါတယ်အင်းဆုံးဖုံလိုက်မယ်ပြီးရင်အပေါ်ဆွဲမယ်အောက်ကိုပြန်ဆွဲမယ်rotate ရင်းလိုက်မယ်ဆွဲပြီးရင် rotate ခါလိုက်မယ်နှစ်ခါသုံးခါပြီးရတဲ့ Messi stretch ကြည့်မယ် Ronaldo stretch ကြည့်မယ်မစီကြည့်မယ်ဘာနော်အင်းဆုံး Ronaldo ကြည့်ရတာပေါ့တကယ်တော့နောက်ပြီးရင် overall ready ကိုထားလိုက်မယ် Messi ကိုပြန်ဆက် stretch ကြည့်မယ်ပြီးရင်ပေါ်နေဆွဲပြီးတော့ rotate ကိုဆက် stretch ကြည့်တယ် rotate ခါလိုက်တယ် rotate ကိုထပ်ကြည့်တယ်ဒီဘက်ကိုထပ်ကြည့်ရပြီးနေမှာကိုထပ်ကြည့်မယ်ready ခါလိုက်မယ်ပြန်ထွက်မယ်စီရောပြန်ဝင်မယ်မက်ဆီကိုတစ်ချက်ထောက်မယ်ပြန်ထွက်မယ် ready ခါလိုက်ပြန်ထွက်မယ်စီရောပြန်ဝင်မယ်တော့တစ်ခါထောက်မယ်နှစ်ခါထောက်မယ်သုံးခါထောက်မယ်လေးခါထောက်မယ်ပြန်ထွက်မယ်ready နဲ့3 4 5 6ဖိထားမယ်နားလည်ပါပြီအခုဒီနေ့ကနှိုက်ဖို့နီးမရှိတဲ့သူတွေဖြစ်ပါတယ်ပေါ့ရင်ကြိုးစားကြည့်ပါ